Hello အားလုံးမင်္ဂလာပါကဲကျွန်တော်ဒီပါဘူးရှိုးရတယ်ဆိုလိုက်ပါတယ်ဒါကျွန်တော်တို့ဒီသတင်းကောင်းတစ်ခုပေါ့နော်ကျွန်တော်တို့ဒါဒီအခုလိုလုံးလေးပေါ်ပိတ်သက်နေတာတော်တော်လေးကိုစိတ်ဝင်စားနေတယ်ဒီကစားသမားတရားပေါ့နော်ဒီဖော်ရင်ဘတ်ပေါ့နော်ကျွန်တော်ဒီဖမ်းမစိုးလိုမတို့ရဲ့လိုလောက်တာပေါ့နော်ဒီဖော်ရင်ဘတ်ကိုကျွန်တော်တို့ဒီခေါ်အပိသက်ခေါ်နိုင်လို့ပေါ့နော်ဒီသဘောတူညီမှုတော့ဒါဒေတာတွေလောက်တရားမှာ90%လောက်ဒေတာတွေပေါ့ရှိနေပြီဒီလာမဲ့ဒီရက်ပိုင်းအတွင်းမှာကျွန်တော်စစ်စစ်မှုခံယူပြီးကျွန်တော်ဒီဘောမျိုးကိုရောက်လာတော့ပေါ့နော်ဒါလေးဘောခုနေ့တယောက်ဒီလေးဘောကစားသမားတယောက်ဖြစ်တော့ပေါ့နော်ဒီဘယ်လိုလိုပဲတော့ပို့လောက်ထားတယ်ဒီဖော်ရဘတ်နဲ့ဒါဘောတဘောတူညီမှုဒီဘောကိုစစ်တဲ့ဘောတူညီမှုရနေပြီဟိုအပိသက်ဆွေးနွေးနေတယ်နင်းပေါ့တေချာတလောက်ဖြစ်ပြီပေါ့ဗျာနော်ဒါကျွန်တော်တို့ကစားသမားဖြစ်တော့ဗျာဒီလာမဲ့ပတ်မှာဒီစစ်စစ်မှုတွေခံယူပြီးဆိုတော့ဘောမျိုးရောက်ပြီဒါကျွန်တော်ဒီဘောပိတ်တဲ့တော့ကျွန်တော်သတင်းပေါအောင်နော်ဒီတော်တော်လေးကိုကြရက်ထားနေတယ်နော်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဘာပြောကြရက်ထားဆိုဒီကစားသမားကိုလိုက်တယ်ကျွန်တော်တို့ဟိုးဒီရာဒီစတိန်တဲ့ဟိုတောက်ချောက်ဒီကစားသမားကိုလိုက်နော်ကြောင်မျိုးကြောင်ဟိုကနေပယ်တာနဲ့ကစားသမားနှစ်ယောက်တောင်းတာနဲ့ဒီဈေးကြီးလွန်းတာနဲ့အဲ့လိုမျိုးတွေဒီဘက်ပူချီဘက်ကညစ်နေတာပေါ့နော်ဘာလဲပြောရအောင်ဒီဘက်ပူချီကတော့ဒီညစ်နေတာပေါ့နော်ဒီသူကစားသမားကိုလည်းမအောင်သူကဟိုလေလိုက်လေးနဲ့တော့သူကလိုချင်တာအဲ့လိုမျိုးတော့နောက်ခံကွန်ဆာနဲ့ဒီကွင်းလဲဝင်နေပေါ့အီလီယော်လာမသိဘူးနော်သူနှစ်ယောက်လိုချင်တာမသိဘူးအီလီယော်နှစ်ယောက်လိုချင်တာပေါ့အဲ့လိုဒါဒီဘောခုနေ့ကပေါ့ဒီဘောပိတ်နေပါဘူးကတော့ဒါဒီလိုမျိုးတွေပယ်ချခဲ့တယ်ပေါ့နော်ဒီကစားသမားကိုဒီသူတို့ဘာတွေဆွေးနွေးခဲ့တယ်လို့ကစားသမားတော့ပြောင်းချင်တယ်သူဘယ်မှမပြောင်းဘူးသူကဒီဘာဘူးမှနေပါဘူးနော်ဒီဘာဘူးကသူ့ပလန်တွေပါချပြလာတယ်မစီကြီးလည်းမပြောင်းဘူးဒီရက်မထင်လက်ကိုပြောင်းသူဒီဘာဘူးသူ့ရဲ့ဦးတီပြောင်းဒီဘာဘူးဦးတီပြောင်းမှတော့ကျွန်တော်ဒါဒီကစားသမားပြောချင်တယ်အဲ့ဒီဘာဘူးရှင်ပေးရတော်လေးကိုဖြစ်တယ်နော်သူကအလိုက်တွေပါလိုချင်တယ်ဒီဘာဘူးရှင်ပေးရအခုတော့ဒါဒီဆက်သွားပြီပေါ့နော်ဒါကျွန်တော်ကစားသမားဖြစ်တော့မယ်ဒါနောက်ကျွန်တော်ပိတ်သက်တွေထဲမှာတခုရှိတယ်နော်ဒီကစားသမားပတ်သက်ပြီးတော့ဒီကျောင်းနံပါတ်ဒီကျောင်းနံပါတ်10နော်ဘာလဲဆိုတော့ဝင်နေတဲ့ကျောင်းနံပါတ်10ကိုဒီကစားသမားကျွန်တော်ဖေ့ဖို့မှာတွေ့ပါလိုက်မယ်ဒီကစားသမားကဒီလီဗာပူးရောက်လာဆိုတော့ကျောင်းနံပါတ်10ဝေးဖို့တောင်းတယ်ကျောင်းနံပါတ်10မှာမရဘူးသူမလာဘူးအဲ့လိုကောလာဟာလာတင်ထွက်နော်အမှန်တိုင်းပြောရရင်မဟုတ်ပါဘူးနော်ဒီတရင်ရတယ်မှားတယ်နော်ဒီကျောင်းနံပါတ်10ကိုမဟုတ်ပါဘူးနော်ကျောင်းနံပါတ်10ကိုဝေးမဆိုမဟုတ်ပါဘူးကျောင်းနံပါတ်10ကမက်ကလေးစာဝေးနေတာဖြစ်ပါတယ်ဒါတရင်မှားတယ်နော်ဒါလည်းဘာမှဟုတ်ပါဘူးနော်ဘာဖြစ်ဖြစ်ဒါဝမ်းလာနော်ကျွန်တော်ဒီဘောပိတ်တဲ့အတွက်တော့ရှင်တရင်ကောင်းလေးတစ်ခုပေါ့နော်ကျွန်တော်သတင်းကြားသလောက်တော့ဒီဟိုနေပေါ့ဒီဆိုစီတဲ့ပွင့်လေးဖန်ဆိုမနီလားအားလည်းဒီနော်အဲ့ကစားသမားလေးကိုဒါဟိုမိနစ်ကလည်းတော့အတန်ထွက်နေတယ်အခုလည်းဒါအတန်ထွက်နေတယ်ပေါ့နော်ဒါတော့အတိအကျတော့ပြောနိုင်ဘူးနော်ဖာဘီလိုဘဲတို့ကလည်းဟိုနေပေါ့လဘို့လောက်လာပြီပေါ့နော်ဒါတရင်ရအဲ့ဒါနည်းနည်းတော့ထွက်နေတယ်ဒါမှကျွန်တော်တော့တရင်အမှားဖြစ်မှာကျွန်တော်တော့ပြောသေးဘူးပေါ့နော်တရင်အမှန်တော့မှချပြပါလားဒီနောက်ထပ်ဒီကစားသမားပြီးရကျွန်တော်တို့ဟိုနေပေါ့ဒီကားကောက်ခုံဖြစ်ပါတယ်ဒီပုံမောင်းနောက်ခက်ဘယ်နောက်ခက်ကားကောက်ခုံဖြစ်ပါတယ်ကားတိုင်းကလည်းတော်တော်လေးကိုဆွေးနွေးပြီးတော့ကစားသမားဖြစ်ဖို့ရှိတော့တယ်နော်တော်တော်လေးကိုပြေချာပေါက်ရပါအဓိကလည်းကျွန်တော်တို့အဲ့ main plan ကိုလည်းလိုက်နေပေါ့နော်ဆော်ရဘက်ကိုလိုက်နေတာဆော်ရဘက်ပြီးမှကျွန်တော်ကစားသမားတွေလိုက်အဲ့လိုမျိုးပုံအဓိက main ရတော့ပေါ့နော်ကျွန်တော်ဒီနှစ်မှာကျွန်တော်တို့ဒီ3ယောက်ပေါ့နော်ကျွန်တော်နံပါတ်1တယောက်နောက်ခံတယောက်ရောက်လာမှာပေါ့နော်3ယောက်ဒီတိုက်စစ်မှုတယောက်တော့ခေါ်လိုက်မှာကျွန်တော်ထင်တယ်ဒါမှခုနေ့ဒီရက်ထွက်မလားချုံတာထွက်မလားကပိုးနဲ့ဒါဝင်ညထွက်မလားတော့မသိဘူးပေါ့နော်ထွက်မှာတယောက်ထွက်မှာပါထမတာကျွန်တော်တိုက်စစ်မှုတယောက်လို့လေဒီကျွန်တော်ဒီကစားသမားခေါ်တယ်ကျွန်တော်တို့အကြောင်းရင်းရှိရတယ်နော်ကျွန်တော်အနေပေါ့နော်ကျွန်တော်ပြည်သက်တယောက်အနေနဲ့ဒီကစားသမားခေါ်တဲ့မဲရောက်ခေါ်ရအောင်နော်ကျွန်တော်ဒီဘက်ကတခြားကျောင်းလီဗာပူးကတည်တယ်နော်ဒီကိုတို့ဒီမှာတခြားအတင်းပိတ်တဲ့တွေနဲ့တည်တယ်ကျောင်းလီဗာပူးတွေကဒီလိုဝယ်မယ်ဆိုလို့ဈေးကြီးဝယ်တဲ့ဘယ်လိုရှိရှင်းနိုင်ပြီအတင်းမှာရှင်းနိုင်ပြီတန်းတရတည်တဲ့သူရှိလားမရှိဘူးမရှိဘူးမော်ဆန်လာလည်းမရှိဘူးနော်တန်းတပြည့်လို့ရှိလားမက်ကလာဆို35နန်းလာဘူးအဲ့လောက်ပဲဘယ်လိုရှိလဲ30တန်းတရတည်ရကစားသမားကတော်တော်လေးကိုစနစ်ကြရတော့လို့တည်အဲ့ဒါကိုဒီလို
စားသမားဈေးကြီးပေးဝယ်ပြီးတန်း150တန်း130လောက်ပေးဝယ်ဆိုတဲ့ကကစားသမားတွေမှာဖြစ်နေပေါ့နော်ဒီဘဝကဟိုပေါ့နှစ်တိုင်းလို့ပေါ့နော်ကစားသမားလိုက်အသင်းကောင်းတော့ခုပေါ့နော်ကစားသမားတွေခေါ်တာချိုးချောင်းတွေရတယ်နော်ဒီချင်းမပါလို့ကစားသမားတွေဈေးကြီးပေးခေါ်ရတယ်နော်ကျွန်တော်အမြင်တော့ဒီကစားသမားကိုအကြောင်းရကျွန်တော်တို့ဒီကစားသမားနေရာဆောင်ဆော့လာနော်ကျွန်တော် window တွေတောင်းမှဆော့နိုင်တဲ့အတွက်ကျွန်တော်တို့မွန်ဆာလာနေရာကျွန်တော်စားထုတ်ဖို့ကျွန်တော်တို့ဖြစ်နိုင်ခြေများတယ်နော်ထင်တယ်ဘာဖြစ်လို့မွန်ဆာလာနေရာမွန်ဆာလာကနောက်တဲ့ဆက်လို့ချုပ်တယ်ဆိုတော့ဒီမွန်ဆာလာနေရာတော့ဆော့နိုင်နော်ဖြစ်ကောင်းဖြစ်နိုင်တယ်နော်ကျွန်တော်ပြောတာကမွန်ဆာလာနေရာဖြစ်ကောင်းဖြစ်နိုင်တယ်မွန်ဆာလာနောက်2လောက်လက်လွတ်နိုင်အဲကြောင့်မို့ဒီကစားသမားကတဲတာခေါ်တယ်နော်ကစားသမားတို့များတာပေါ့ပို့တယ်နော်အဲ့လိုမျိုးလေကျွန်တော်တို့ကထင်တယ်ပေါ့နော်ဒါကျွန်တော်အမြင်ပြောပြတာပါဒီဒါမှမဟုတ်ဒီမှာဒီကစားသမားနေရာကိုဆွနိုင်တော့စီကြီးပြတာမဖြစ်ဘူးနော်ဒါအဆင်ပြေတယ်ဒါကျွန်တော်တို့ဘောက်ပိတ်သက်တွေကတော့ဒီမှာဖြစ်နေတာပေါ့နော်ဖြစ်တယ်ဆိုတော့ဒီကစားသမားစီကြီးပေးဝယ်တာတော့ဘယ်လောက်ပေးဝယ်တာမတန်ဘူးလေပါလေးကျွန်တော်ကိုယ်တိုင်စားပါနော်နောက်ပိုင်းမှာကျွန်တော်ကိုယ်တိုင်စဉ်းစားကြည့်ပါနော်ဒီကစားသမားကိုအကြောင်းရင်းတစ်ခုတော့ရှိမှာပဲဘာဖြစ်လို့လဲအာနိစတော့ကိုယ်တိုင်ဒီကစားသမားကိုပလန်တွေပါချပြပေးတော့ဒီကစားသမားလည်းဒီပါဥမှဒီပါဖြစ်ဒါတကယ်ကိုအကြောင်းရင်းတစ်ခုပြီးတော့အခုတော့ဖြစ်မြောက်လို့နော်တကယ်လို့လည်းပြောရှင်းကိုကောင်းပါဘူးနော်ဒီဘာပိတ်သက်တွေတော့တကယ်ကိုတင်းကောင်းတစ်ခုနော်ဆိုတော့ဝင်လို့စတယ်ဟိုကလူတွေတက်တာလိုက်ရတယ်ဘာလို့တင်းအောင်ရှိတယ်နော်ဒါကျန်တဲ့တင်းတင်အောင်လေးလေးကြီးလေးနဲ့လိုက်နေတယ်ပေါ့နော်ဒီကွင်းလည်းတော့လောက်ကျွန်တော်ထင်တာပဲနော်ကွင်းထဲမှာဆိုကျွန်တော်တို့ဒီ private ရှိမယ်ဒီကမ္ဘာပိုင်းရှိမယ်ဒီ market ရှိမယ်ဒီကျွန်တော်ဒီနေပေါ့ဆိုစလိုင်းရှိတယ်နော်ဆိုစလိုင်းတို့ကကွင်းလည်းမှာ3ယောက်လောက်ကွင်းလည်းမှာ3ယောက်လောက်ထားလိုက်လို့ထင်တယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီဘယ်တာမှတိုက်စစ်3ယောက်အဲ့လိုသွားတယ်နော်တပတ်ကတက်ဖို့ဖြစ်အလဲကဒီပေါ့ဒီခုကျွန်တော်ကစားသမားခေါ်မယ် private ဖြစ်ဒီဘက်ညာတော်မှာပေါ့ဆလာအဲ့လိုမျိုးဒီဘက်ကွင်းလည်း3ယောက်က market ရဲ့ကျွန်တော်တို့ဒီဆိုစလိုင်းရဲ့ဘယ်ဘိုင်းအဲ့လိုမျိုးပေါ့နော်နောက်ကတော့ကျွန်တော်တို့ဒီအခုကျွန်တော်တို့ဘုံမလောက်ခိုင်းတယ်ကားကဲ့ရဲ့ကျွန်တော်တို့ဒီဘန်တိုင်းရဲ့ကျွန်တော်တို့ကိုနာတေးရဲ့ဒီဘက်ညာနောက်ခက်ဒီဖင်ပေါင်ရဲ့ပေါ့နော်အဲ့လိုမျိုးဒီနေ့ရာဒီမှာအဲ့လိုမျိုးနေရနိုင်တယ်နော်ကျွန်တော်ဒါအဲ့လိုထင်တယ်ဒါနောက်လည်းကျွန်တော်တို့ကဒီမလိုက်ပြတာလူတွေကမလောက်ဘူးပြန်နော်ခေါ်တင်တယ်နော်နောက်တိုက်ရထပ်ခေါ်တင်မလောက်ဘူးပြန်နော်ချက်စီးလို့ဆိုဘယ်လိုလုပ်မလဲချက်စီးစုကိုတောက်လျှောက်ခေါ်နေနော်တောက်လျှောက်ခေါ်နေတာကျွန်တော်တို့ချန်ပီယံလိလိုချင်တော့ကျွန်တော်တို့ဒီဒူတွေခေါ်မရနော်ခေါ်မရမခေါ်လို့မရအဲ့ကျွန်တော်တို့ဘာလို့ခံခဲ့ပြီပါလဲကျွန်တော်ပြီးတဲ့နေ့မှာခံခဲ့ပြီပြီးတဲ့ညနေမှာကြည့်ကြည့်ချန်ပီယံလိနေ16သိန်းဆိုတာယာတက်တာဒီမှာဒူတဲ့အစမှာပြုတ်ကျွန်တော်တို့အတွက်ဘာမှတော့မှအဲ့ဘာကြောင့်လဲဆိုကစားသမားတွေပွဲပန်းမှုတွေပေါ့နော်ကစားသမားတွေရဲ့ဒီကြက်ခိုင်နေပေါ့ဒီလူမခေါ်တဲ့တိုင်ကြောက်နော်လူမခေါ်တဲ့တိုင်ကြောက်ကစားသမားတွေပွဲပန်းနေမယုံနိုင်တော့အားလုံးကြားတယ်အဲ့လိုမျိုးကျွန်တော်တို့ချန်ပီယံလိနဲ့ပွဲချောင်းရတယ်ပေါ့နော်လူမြင်ရတယ်နော်ကျွန်တော်ဒီဘောပိတ်တက်တယ်လူမြင်ရတယ်ဒီရင်းနဲ့ TikTok ဘက်ကျွန်တော်တို့ဒီလောက်ကလာမှဖြစ်ပြီးနာမည်ရပိုင်တွေမှာစစ်စစ်မှုတွေခံယူမယ်ဒါဒီတော့တစ်ခုပေါ့ဖြစ်ပါတယ်ကြည့်ရှုတဲ့မျိုးပဲစိတ်များအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like share လုပ်ပေးပါဦး